အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ KSD Spy ကို episode လောက်လေတော့မသိဘယ်လောက်ဖြစ်မလဲဆိုတော့ episode 2 ရနေပြန်ကြည့်လိုက်ပါလေဒီနေ့မှာကျွန်တော်စကင်ပြောင်းလဲသွားလို့ဖြစ်ပါလေခင်ဗျာဒီလိုမျိုးဖြစ်သွားတယ်ပေါ့နော်ဘာဖြစ်သွားလဲကျွန်တော်လည်းမသိပါဘူးကျွန်တော်အခုဘာလုပ်ကြလဲဆိုတော့မှန်နေလို့ဖို့တဲတွေလိုက်ကြည့်နေနေနဲ့ creeper ပေါက်သွားတယ်ပေါ့နော်အဲကြောင့်ကျွန်တော်ဒီမှာမယူရတဲ့ဟာလေးတော့ရှိသေးတယ်ဒါကြီးပြန်ဖာရအောင်လေလောကလေးရှုပ်အဲကြောင့်ခရီးပါရမိုးနာကျွန်တော်ခရီးပါရကြိုက်ဘူးမှန်လို့အလားစင်ထားတဲ့ဟာပြတ်သွားဒီလိုပဲဖာထားလိုက်ဒီနားလေးမှာတော့တကားတွေရှာတယ်ဒီကြောင်လေးမှာရှာတယ်ကျွန်တော် Christian Tea မှန်လို့ဖို့အတွက်ရင်ဆိုမေ့တော့မေ့သွားတယ်ဟုတ်တယ်ဗျမှန်နေလို့ရမယ်ကဲအခုမှန်လေ၄ခုတော့ရတယ်ကွက်တီပဲပေါ့နော်မှန်လေးချလိုက်ပါလေခုနအပေါက်ဖြစ်နေတယ်တွားဖာနေဘယ်နားဒီနားဟုတ်ပြီလို့ဆိုရင်နော်မီးသွေးခဲမရှိဘူးတစ်သားနဲ့ပဲလုံနေမီးတိုင်းနေလေမရသေးဘူးအဲ့ဒါကြောင့်မီးသွေးခဲတွားတူးပါမယ်brown တွေရှိတယ်မရှိတော့ဘူးကျိုးရည်တယ်အပကကမကျိုးဟာကျိုးတာလောက်ကလည်းရှုပ်ခရိုင်ပစိနေလဲလိုပူလေးတွေခါလိုက်ပါဘာလုံးဒီအပြေးမှာပါလာရတာလည်းမသိဘူးဘာလို့ဖက်ကဲတူးပါမယ်မီးသွေးခဲတွေမရှိသေးဘူးရှာရအောင်နေသာသွားဖို့ကတော့အဆင်ပြေသွားပြီအာရုံရတယ်တူဟုတ်တယ်ငါမှအိပ်ရမရှိဘူးဟုတ်တယ်ဒါလည်းမတတာခရက်လို့ရပြီဟိုအိပ်ရခရက်လို့ရပြီတတာတော့ခုတ်ရမယ်လို့ကြည့်ရှုပ်ဒီအရင်းနေသွေးရော့တယ်သွားရမလို့ကြည့်တော့ကြောက်မိုက်ခရက်ကျွန်တော်ရဘာမှလည်းမလှသေးဘူးဗျာအဲ့ရအတွက်ကတော့ရသွားပြီဆိုရင်အစာအတွက်တက်လိုက်ဒီတိုးကြီးဒီပြန်ခုတ်ကြမယ်အိမ်ကဘယ်ချိန်ပြီးမလဲမသိဘူးအိမ်ရတော့ခရရမယ်အိမ်ထဲမှာ
question table တခုရှိသေးတယ်ထွက်ရquestion what စစ်သားခရဖို့မင်းနေတာတစ်ရပြီးရင်အဲ့ဒါခရရမယ်ပြီးရင်ဒါကြီးကဘာကြီးလဲဒီထဲကိုကျွန်တော်မြေကြီးထည့်လိုက်တာပစ္စည်းတွေထည့်ရလားမသိဘူးကော်ပြားထည့်လို့ရမရဘူးထည့်လို့ရတယ်ဟာဒါထရလန်းလာပဲအဲ့ဒီနေ့ဗီဒီယိုရတဲ့လောက်ပါပဲဘိုင်